Hello everyone အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ပုံမြတ်ပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်နဲ့အတူတူပရိသတ်ကြီးအားလုံးအရန်အောင်မှာကြောက်ဖို့ကောင်းတဲ့နေရာလေးတစ်ခုကျွန်တော်ခေါ်အားပြမယ်ဗျာသူကတောနဲ့ကြီးထဲမှာရှိတဲ့အိမ်တစ်လုံးပဲဒါပေမဲ့ကျွန်တော်လည်းမရောက်ဘူးသေးတော့ကျွန်တော်နဲ့အတူတူအိမ်ကိုခေါ်အားပေးမယ်ဗျာလိုက်ကြည့်ပေးလိုက်ပါအောင်နော်ဆောက်ရှောက်သူနဲ့ရောတိုက်ခိုက်ခံလိုက်ရတယ်ကျွန်တော်လူဘယ်သူတိုက်ခိုက်သွားတော့ငါတို့ဖန်စီထင်းချုပ်ထားတဲ့အန်ရရန်ရှိတဲ့လူတစ်ယောက်ပေါ့အခုသူလွတ်လာပြီဒီစက်ကြောက်လာယူငါအချုံးမယ်ဘယ်တော့မှပြစ်လာမှာအနည်းအောင်ဆောက်ရှောက်သူကိုတိုက်ခိုက်တယ်ပြီးတော့သူ့လက်စွပ်ကိုယူသွားတယ်ဒါဆိုကျွန်တော်တို့တစ်ဖွဲ့လုံးကသူ့ကိုရအောင်တားရမှာပေါ့ဟုတ်တယ်သူကအရန်ကောက်ချစ်တယ်အကုန်လုံးကိုဖျက်ဆီးလိုက်မယ်သူကခုဘာမှတော့သူခုလာကဘာပေါ်မှာဘာတွေကြံစီနေတာလဲမသိဘူးကျွန်တော်အခုလိုက်သွားမယ်မင်းကြောင့်အကုန်လုံးဒုက္ခရောက်ကုန်လိမ့်မယ်ကွာငါဘာလို့ဆိုင်ရမှာလဲမင်းလုံနေတာတွေကိုရက်တန်းရက်လိုက်တော့ငါဒီစကောဘာလို့နားထောင်ပါလဲဘယ်တော့မှပြစ်လာမှာမင်းဝန်းနေနေမယ်ဆိုတာငါသိပါတယ်သူကောင်းရပုံဘဝရောက်မှာပါမင်းစိတ်ပြေလက်ပြောက်ဖြစ်အောင်ငါတို့တခြားအဖွဲ့ဝင်တစ်တွေလိုက်ရှာကြမယ်လေ